ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာစိတ်ရှုပ်တာတွေရှိတယ်ပြီးတော့မှအရန်စိတ်လေးလန့်လာတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးအခါမှာစိတ်ကိုရှင်းရှင်းလင်းလင်းဖြစ်သွားပြီးတော့မှကိုလုံနေတဲ့အလုပ်ပေါ်မှာစနစ်တကျအာရုံစိုက်နိုင်အောင်ဘယ်လိုကြိုးစားမလဲပေါ့နော်ဘာတွေလုပ်လို့ရလဲဆိုတာကိုရှင်းပြပြီးတော့မှဖြစ်ပါတယ်တခါတလေမှာမိတ်ဆွေတို့တော်တော်များများကြုံရမှာပါအလုပ်ကအရန်များတယ်အရန် busy ဖြစ်တယ်ပေါ့နော်လောက်ရှာရည်လည်းအရန်များတယ်ဒါပေမဲ့အချိန်ကမလောက်ဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ unorganized ဖြစ်တာပေါ့နော်ကိုယ့်အနေနဲ့ကိုစနစ်တကျစီစဉ်ထားတဲ့စနစ်တစ်ခုမရှိသေးတာကြောင့်ကျွန်တော်တို့အလုပ်များမပြီးဘူးအလုပ်မြန်မပြီးဘူးဖြစ်တာပေါ့နော်အလုပ်မပြီးတဲ့အပြင်ကိုခေါင်းရှုပ်တယ်ခေါင်းရှုပ်ပြီးတော့မှဘာမှတော့ထပ်ပြီးမလုပ်ချင်တော့ဘူးဖြစ်တာပေါ့နော်အဲ့တော့အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ကစိတ်ကကျွန်တော်တို့ကိုလွှမ်းမိုးနေတယ်လို့ဖြစ်တာပေါ့နော်စိတ်ကလှုပ်ချင်တာကိုကျွန်တော်တို့ကလိုက်လုပ်နေရတယ်လို့ဖြစ်တာပေါ့အမှန်ကကျွန်တော်တို့ကစိတ်ကိုထိန်းချုပ်ရမှာပေါ့နော်စိတ်ကိုကျွန်တော်တို့ကပြန်ခိုင်းရမယ်ကျွန်တော်တို့အုံနောက်ကိုကျွန်တော်တို့ကပြန်ခိုင်းရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အုံနောက်ကခိုင်းတာကိုလိုက်လုပ်နေရတယ်လို့ဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အုံနောက်ကိုဘယ်လိုပြန်ခိုင်းမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့မှာ unfinished responsibility ဆိုတာရှိတယ်ပေါ့နော်ဒီလိုမျိုး stress တွေဖြစ်လာတယ်ဆိုတာကအကြောင်းအရင်းကဘာလို့လဲဆိုတော့ကျွန်တော်ခုနကပြောသလိုစနစ်တေချာမချထားလို့ပေါ့နော်စနစ်မချထားတဲ့အပြင်ကိုကျွန်တော်တို့မှာကိုတာဝန်တွေအများကြီးပေးထားတာရှိတယ်ပေါ့နော်လုပ်ဖို့တော့စီစဉ်ထားတယ်အစီအစဉ်ဆွဲထားတယ်ဒါပေမဲ့မပြီးမြောက်သေးတာပေါ့နော်ဥပမာကျွန်တော်တို့အိမ်မှာဆိုရင်လည်းကျွန်တော်တို့တန့်ရှင်လုပ်ဖို့ကြံနေတာမျိုးတွေရှိမယ်အမိုက်ပြက်ရအောင်မယ်ဒါကျွန်တော်တို့အိမ်မှာရှိတဲ့တာဝန်တွေပေါ့နော်ပကံဆေးရအောင်မယ်မဆေးရသေးဘူးပြီးတော့မှအိမ်ရာခင်းလဲရမယ်မလဲရသေးဘူးရေတန့်လဲရမယ်မလဲရသေးဘူးဒါမျိုးတွေပေါ့နော်အဲ့လိုမျိုး unfinished responsibility တွေရှိတယ်ပေါ့နော်ဒါကကျွန်တော်အိမ်နဲ့ပဲပြောပြတာပေါ့ဒါပေမဲ့အလုပ်မှာဆိုရင်လည်းရှိတာပေါ့အလုပ်မှာတာဝန်တွေကအများကြီးပြီးနေတာမျိုးဒါပေမဲ့အဲ့တာဝန်တွေမပြီးသေးဘူး marketing staff တယောက်ခန့်ရအောင်မယ် project အသစ်စလုပ်အောင်မယ်အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်တို့ sales လုပ်တဲ့လူတွေဆိုရင်ပို့ပြီးတော့မှပြင်ပန်းတာပေါ့နော် sales ဆို company ကနေ target ချထားပြီးတယ် target မိတဲ့အထိရောင်းရတာမျိုးရှိတော့ target မမိရင်အရင်စိတ်ပြင်ပန်းတယ်ပေါ့အဲ့တော့အဲ့ဒါတော့ထားပါတော့ကျွန်တော်အဓိကပြောချင်တာက unfinished responsibility ပေါ့မပြီးသေးတဲ့အလုပ်တွေကျွန်တော်တို့စိတ်ထဲမှာစီစဉ်ထားတာရှိတယ်ဒါပေမဲ့ချမရေးထားဘူးလုံရမယ့်ဟာတော့သိတယ်ဒါပေမဲ့ချမရေးထားဘူးပြီးလည်းမပြီးသေးဘူးအဲ့ဒါတွေကိုကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ open loop လို့ခေါ်တာပေါ့နော်အဲ့ဒါတွေကပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့လုပ်ပြီးသွားပြီအကုန်လုံးပြီးပြတ်သွားပြီဆိုရင်တော့ close loop ဖြစ်သွားတာပေါ့အဲ့တော့ကျွန်တော်တို့စိတ်ထဲမှာ open loop တွေအများများတယ်မပြီးမပြတ်သေးတာတွေအများများတယ်ပေါ့မသိစိတ်ထဲမှာအများများတဲ့အတွက်ကျွန်တော်တို့မှာ stress ဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့က stress ပြီးတာပေါ့နော်အဲ့တော့အဲ့လို unfinished responsibilities တွေများလေ stress ကပိုတက်လေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဓာတ်ရိုက်အချိုးကြတာပေါ့အလုပ်မပြီးတာတွေများလေအလုပ်မပြီးဘဲနဲ့ခြံထားတာတွေများလေကျွန်တော်တို့ stress ကတက်လေဖြစ်တာပေါ့အဲ့လိုတက်တဲ့အခါမှာကျွန်တော်တို့စိတ်ထဲမှာအဲ့ဒါတွေကတစ်ထစ်ပြီးတစ်ထစ်ပို့ပြီးတော့မှထက်လာတာပေါ့နော်အလုံးမပြီးတဲ့ဟာတွေ stress တွေကစိတ်ထဲမှာတစ်ထစ်ပြီးတစ်ထစ်ထက်လာတဲ့အခါမှာလူကအရန်ပင်ပန်းလာတယ်လေးလန့်လာတယ်အာယုံမဆနိုင်တော့ဘူးအလုံးမလုပ်ချင်တော့ဘူးဆိုတာကျွန်တော်တို့ဒီအကြောင်းအရင်းကြောင့်လို့ဖြစ်တာပေါ့နော်အဓိကကတော့ကျွန်တော်တို့စိတ်ထဲမှာအုံနောက်ထဲမှာရှိတဲ့ unfinished responsibilities တွေကြောင့်ကျွန်တော်တို့ဖြစ်တာပေါ့နော်အဲ့လိုကျွန်တော်တို့စိတ်ထဲမှာလေးလန့်လာတဲ့အခါမှာကျွန်တော်တို့အာယုံမဆနိုင်တော့ဘူးပေါ့နော် lose focus on current situation ဖြစ်လာတယ်အဲ့တော့အဓိက lose focus ဆိုတာကကျွန်တော်တို့အရန် stress များလာတဲ့အခါမှာဒါမိတ်ဆွေတို့လည်းဖြစ်ဖို့မှာပါအခုလက်ရှိလုပ်နေတဲ့အလုပ်မှာတော့မှကျွန်တော်တို့အာယုံမဆိုင်နိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးအဆင်အထိဖြစ်လာတဲ့အခါမှာ burn out ဖြစ်တယ် burn out ဖြစ်တယ်ဆိုတာဘာမှမလုပ်ချင်တော့ဘူးဘာဆက်လုပ်ရမလဲလည်းမသိဘူးဘာမှလည်းဆက်မလုပ်ချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ဒါဆိုးကျိုးတွေပေါ့နော်အဲ့တော့မိတ်ဆွေတို့လည်းကြုံဘူးမှာပါကျွန်တော်တို့စာအုပ်ဖတ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကတနေရာရောက်သွားတယ်လေစာအုပ်အပေါ်မှာအာရုံမဆိုင်နိုင်ဘူးပေါ့အခုဗီဒီယိုကြည့်နေရဆိုရင်လည်းဗီဒီယိုကြည့်နေတဲ့လူတွေကတခါတလေမှာကိုယ့်စိတ်ကတခြားနေရာရောက်သွားတာမျိုးဖြစ်တတ်တယ်ကျွန်တော်ပြောနေတာဘာပြောနေမှမသိဘူးအရှိကိုပြန်နောက်ဆုတ်ပြီးတော့မှပြန်နားထောင်ရတာမျိုးရှိတတ်တယ်ပေါ့အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စိတ်ကရောက်သွားတဲ့နေရာကလည်းအဲ့ဒီ unfinished responsibility ပေါ့တခုခုမပြီးမြောက်သေးလို့ကျွန်တော်တို့စိတ်ထဲမှာရှိနေတာအဲ့ဒီရှိသေးတဲ့ဟာနောက်ရောက်သွားတာပေါ့နော်စာဖတ်တယ်ဆိုလည်းအဲ့လိုပဲစာဖတ်နေရင်လည်းစိတ်ကတနေရာရောက်သွားတယ်ဆိုရင်အလုံးမပြီးသေးတဲ့ဟာပေါ့တခုခုမပြီးမပြတ်သေးတဲ့နေရာကိုကျွန်တော်တို့စိတ်ကရောက်သွားတာတခုခုကိုပြန်ဆန်းစစ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ stress မဖြစ်အောင် burn out မဖြစ်အောင်ကျွန်တော်တို့ဘယ်လိုမျိုးorganize လုပ်မလဲကျွန်တော်တို့ဘဝကိုကျွန်တော်တို့ဘယ်လိုမျိုးစီစဉ်မလဲပေါ့နော်အဓိက productive ဖြစ်အောင်အလုပ်များများပြီးအောင်မြန်ပြီးအောင်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်ကဒီဗီဒီယိုမှာစိတ်အဲမှာရှင်းသွားအောင်အုံနောက်ထဲမှာရှင်းသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကျွန်တော်နည်းနည်းပြောပြပေးချင်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ concept နှစ်ခုရှိတာပေါ့နော် horizontal နဲ့ vertical ကျွန်တော်တို့ခေါင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးကိုစိတ်ရှင်းသွားချင်တယ်ဆိုရင်တော်တော်များများကအကောင်းဆုံးနည်းလမ်းကတော့စာအုပ်ထဲမှာချရေးတာပဲစာအုပ်ထဲမှာချရေးလို့ရတယ်ဖုန်းထဲမှာချရေးလို့လည်းရတယ်ကိုလောက်ရမယ့်ဟာတွေပေါ့နော်ကိုလောက်ချင်တဲ့ဟာတွေလောက်ရမယ့်ဟာတွေကိုချရေးလိုက်တာမျိုးပေါ့နော်အဲ့တော့
အဲ့လိုမျိုးချရေးတာကိုကျွန်တော်တို့က collect လို့ခေါ်တာပေါ့နော်အဲ့ခေါင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးကိုခေါင်းအုံနောက်ထဲကနေပြင်ထုတ်ပြီးတော့မှစာအုပ်ထဲမှာပဲဖြစ်ဖြစ် phone notes ထဲမှာပဲဖြစ်ဖြစ်ချရေးလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးရေးလိုက်တဲ့အခါရေးဖို့ကျွန်တော်တို့စီစဉ်တဲ့အခါမှာ horizontal line အရာကျွန်တော်တို့ဘဝမှာရှိတဲ့ဒီဟိုကြကြံပြန့်ပြန့်ကြည့်လိုက်ရင်ကျွန်တော်တို့ဟိုမိသားစုကိစ္စတွေရှိမယ်ကျွန်တော်တို့တာဝန်ယူရတာ work ဆိုရင်အလုပ်ကိစ္စတွေတာဝန်ယူရတာမျိုးရှိမယ်ပြီးတော့ကျွန်တော်တို့ passion ဆိုရင်ကျွန်တော်တို့တချို့ဆိုရင် marketing အလုပ်လုပ်တယ်ဒါပေမဲ့အပြင်မှာလည်းကိုယ့်အနေကိုစီးပွားရှာချင်တာမျိုးရှိတယ်ပေါ့နော်အလုပ်ကလည်းလုပ်တယ်စီးပွားရှာတာလည်းကိုယ့်ရဲ့ဝါသနာအရစီးပွားရှာတာမျိုးရှိတယ်ပေါ့ health ကကြတော့ကျန်းမာရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ view site ချင်တာမျိုးရှိတယ်လုပ်ချင်တာတွေရှိမယ်ပေါ့အဲ့ဒါတွေကကြတော့ကျွန်တော်တို့ horizontal မြင်အရာကြကြပြန့်ပြန့်ဘဝကိုကြည့်လိုက်တာပေါ့နော်အဲ့တော့ vertical အရာဆိုရင် तू က narrow ဖြစ်တယ် narrow ဖြစ်တော့ကျွန်တော်တို့ပို့ပြီးတော့ topic တစ်ခုချင်းစီကိုနက်နက်ရှိုင်းရှိုင်းကြည့်ရတာပေါ့နော်အဲ့လိုနက်နက်ရှိုင်းရှိုင်းကြည့်တဲ့အခါမှာ family ဆိုရင်လည်း family တစ်ခုတည်းကိုပဲကြည့်ရမယ် work ဆိုရင်လည်းအလုပ်ဆိုရင်လည်းအလုပ်တစ်ခုတည်း passion ဆိုရင်လည်း passion တစ်ခုတည်း health ဆိုရင်လည်း health တစ်ခုတည်းပေါ့နော်အဲ့တော့ family ဆိုရင်မိသားစုနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့ဘာတွေလှုပ်ရှားရှိလဲခေါင်းထဲမှာဘာတွေပြည့်နေလဲပေါ့နော်မိသားစုနဲ့လှုပ်ရှားတွေတော့ရှိတယ်မပြီးမပြတ်သေးတဲ့ဟာတွေလည်းရှိမယ်ကိုလှုပ်ပြီးချင်တဲ့ဟာတွေလည်းရှိမယ်ပေါ့နော်အဲ့တော့မိသားစုနဲ့ပတ်သက်တာဆိုရင်ကိုသားသမီးကျောင်းပို့ရမှာကျောင်းကျိုးရမှာကျောင်းလာခါတွေတချို့ဆိုလည်းကျောင်းပြောင်းချင်တာတွေအဲ့လိုမျိုးပေါ့ကိုလှုပ်ချင်တဲ့ဟာတွေရှိတာပေါ့နော်အဲ့ဒါတွေကိုဒီမှာကျွန်တော်တို့ချရေးရမှာပေါ့နော်အလုံးနဲ့ပတ်သက်လည်းအဲ့လိုပဲအလုံးမှာကိုက promotion ရချင်တာလား promotion ရောက်ဖို့ဘယ်လို plan တွေရှိလဲကိုဘယ်လိုစီစဉ်ထားလဲဒါတွေကကျွန်တော်တို့ခေါင်းထဲမှာပဲရှိတာပေါ့နော်အပြင်မှာချရေးထားတာမျိုးမရှိဘူးပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်တဲ့ဟာဆိုရင်လည်းကျွန်တော်တို့အလုံးရဲ့ဒီ vertical မှာချရေးရမှာပေါ့နော်ကျမ်းမာရေးဆိုရင်လည်းကျမ်းမာရေးနဲ့ပတ်သက်တဲ့ဟာ gym သွားချင်တာလားအစားတစ်ခုခုကိုရှောင်ချင်တာလားအစီအစိမ့်အချို့တွေရှောင်ချင်တာလားပို့ပြီးကျမ်းမာလာချင်တာလားအဲ့ဒါတွေနဲ့ပတ်သက်လို့ကိုစိတ်ထဲမှာလှုပ်ချင်တာတွေရှိတယ်ပေါ့နော်ကျွန်တော်တို့တော်တော်များများလှုပ်ချင်တာတွေရှိတယ်ဒါပေမဲ့ခေါင်းထဲမှာလည်းရှိတာအပြင်မှာချရေးပြီးတော့မှတေချာအစီအစဉ်ဆွဲပြီး organize လုပ်ထားတာမျိုးမရှိဘူးပေါ့နော်အမှန်ကတော့ဒီလိုမျိုး horizontal နဲ့ vertical ရှိတဲ့အတွက်သူ့ vertical လိုက်ကျွန်တော်တို့ရေးထားမယ်စီစဉ်ထားအောင်ပဲပေါ့နော်ဟောဒါကျွန်တော်ဥပမာပဲပြောပြလို့တစ်ခုနှစ်ခုပဲဖြစ်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာအဲ့ထက်အများကြီးရှိတယ်မိသားစုနဲ့ပတ်သက်လို့ဆိုရင်ကျွန်တော်တို့လှုပ်ချင်တာလှုပ်ပေးချင်တာတွေအများကြီးရှိတယ်ပေါ့နော်အလုံးနဲ့ဆိုရင်လည်းဒါတွေအများကြီးပဲအလုံးမှာလှုပ်ချင်တာကိုယ့်အနေကိုဟို promotion ရဖို့အတွက်ပြီးတော့ကိုပိုင်လုပ်ငန်းထောင်ဖို့အတွက်ဒါတွေအများကြီးရှိတာပေါ့နော်အဲ့ဒါတွေအသေးအကုန်ချရေးရမှာကျွန်တော်တို့ကချမရေးဘူးဆိုရင်စိတ်ထဲမှာက open loop ဖြစ်နေမှာပေါ့နော်unfinished responsibilities ဖြစ်နေမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေရင်တော့ကျွန်တော်တို့ stress ဖြစ်နေမှာပေါ့အဲ့ဒီအတွက်စိတ်ထဲမှာရှိတဲ့ဟာလှုပ်ချင်တာဟိုလှုပ်ပေးချင်တာကိုယ့်အနေကိုလှုပ်ချင်တဲ့ဟာပြီးတော့မလှုပ်ရသေးတဲ့ဟာမပြီးမြောက်သေးတဲ့ဟာအကုန်လုံးချရေးဖို့လိုတယ်ဒါမှကျွန်တော်တို့စိတ်ထဲရှင်းသွားမယ်စိတ်ထဲကထုတ်ပြီးတော့မှအုံနောက်တွေကထုတ်ပြီးတော့မှစာအုပ်ထဲမှာချပြီးတော့အဲ့ဒါတွေကိုကျွန်တော်တို့ပြန်ပြီး organize လုပ်လို့ရမယ်ပေါ့နော်ဒါပထမ step ပဲရှိသေးတယ်အဲ့ဒီပထမ step မှာကျွန်တော်တို့က collect လုပ်တာပေါ့နော် collect လုပ်တာcollect လုပ်တဲ့အခါမှာတတိထားမှာကျွန်တော်တို့ unfinished မပြီးသေးတဲ့ဟာကျွန်တော်တို့စိတ်ထဲမှာစဉ်းစားထားတဲ့လှုပ်ချင်တဲ့မပြီးမပြတ်သေးဘူးစီစဉ်ထားတဲ့လှုပ်ဖို့စီစဉ်ထားတဲ့မပြီးမပြတ်သေးဘူးဒါပေမဲ့အဲ့ဒါတွေအကုန်လုံးစိတ်ထဲမှာပဲရှိတယ်အပြင်မှာချမရေးရသေးဘူးအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ကချရေးရမှာပေါ့နော်ချရေးရဆိုရင်လည်းဒီ format အတိုင်းချရေးတာပိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးချရေးလိုက်ပြီဆိုရင်ကျွန်တော်တို့စိတ်ထဲမှာရှင်းသွားမှာဖြစ်တယ်အဲ့လိုချရေးတဲ့အခါမှာလည်းအဓိကတတိထားမှာကျွန်တော်ခုနပြောတဲ့ open loops စိတ်ထဲမှာရှိတဲ့တာဝန်တွေမပြီးပြတ်သေးတဲ့တာဝန်တွေလှုပ်ချင်တဲ့ဟာတွေမပြီးမပြတ်သေးတဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးကိုချရေးရမှာပေါ့နော်ပြီးတော့မှချရေးတဲ့အခါမှာလည်းဒီ horizontal vertical နဲ့တိကျချိန်တွက်ပြီးတော့မှစနစ်တကျချရေးဖို့လိုတယ်ပေါ့အဲ့ဒါပြီးတော့မှနောက်ဆုံးအဆင့်က review and delete အဲ့တော့ဒီအဆင့်ကကျွန်တော်တို့အရေးကြီးဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဒီအဆင့်ကိုမလုပ်နိုင်ဘူးဆိုရင်ကျွန်တော်တို့အောင်မြင်ဖြစ်ဖို့ကမလွယ်ဘူးပေါ့နော်အလုပ်မြန်ပြီးဖို့များပြီးဖို့ကမလွယ်ဘူးအဲ့တော့ review and delete ဆိုတာကျွန်တော်တို့ကဒီချရေးထားတဲ့ list ပေါ့နော်ဒါ system တစ်ခုဖြစ်သွားပြီပေါ့အဲ့ဒီ list ကိုကျွန်တော်တို့ကတစ်ဖက်တစ်ခါမဟုတ်ရင်3ရက်တစ်ခါမကြာအမြဲတမ်းပြန်ကြည့်နေရတယ်ပြန်စစ်ဆေးနေရတယ်အဲ့တော့ပြီးသွားပြီဆိုရင် delete လုပ်ရတယ်တချို့ဟာတွေဆိုရင်တချို့အလုပ်တွေဆိုရင်လုပ်ပြီးသွားပြီကားပြင်ရမယ့်ဟာဆိုရင်ပြင်ပြီးသွားပြီထုတ် delete လုပ်လိုက်မဟုတ်ရင်ကျွန်တော်တို့ရဲ့ list ကရှုပ်ရှက်ခတ်နေမှာပေါ့နော်အဲ့တော့အဲ့လိုမျိုးမရှုပ်အောင် delete လုပ်အလုပ်ပြီးသွားတဲ့ဟာဆိုရင်ကျွန်တော်တို့ close loop ဖြစ်သွားပြီ close loop ဖြစ်သွားတဲ့ဟာတွေဆိုရင် finish ဖြစ်သွားတဲ့ဟာတွေဆိုအကုန်လုံး delete လုပ်အသက်လောက်ရမယ့်ဟာတွေပေါ်လာလိမ့်မယ်စိတ်ထဲမှာပေါ်လာလိမ့်မယ်ကျွန်တော်တို့ကလူဆိုတာကလှုပ်ချင်တာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့နေ့တူကဒါစိတ်ထဲမှာဖြစ်နေတာပေါ်နေတာဘယ်ဟာလို့ဟိုကလှုပ်ချင်တယ်ဒီဟာလှုပ်ချင်တယ်ဆိုတဲ့ဟာတွေအများကြီးပေါ်နေတာပေါ့နော်အဲ့တော့တကယ်လှုပ်ချင်တဲ့ဟာတွေအသက်ပေါ်လာပြီဆိုရင်လည်းဒီ list ထဲမှာခြာရရမယ်အဲ့တော့တချို့ဟာတွေဆိုရင်လည်းကိုလှုပ်ချင်တာတော့လှုပ်ချင်တယ်ဒါပေမဲ့မဖြစ်နိုင်တော့တာမျိုးရှိတယ်ပေါ့လှုပ်ဖို့မဖြစ်နိုင်တော့တာမျိုးရှိတယ်အဲ့လိုမျိုးဆိုရင်ကိုကတကယ်အဲ့ဒါကိုမလှုပ်ချင်တော့ဘူးလားပေါ့မလှုပ်ချင်တော့အဲ့ဒါကိုဖြတ်လိုက်
အဲ့လိုမျိုးပေါ့နော်မဟုတ်ရင်တော့ကိုယ့်ရဲ့ list ထဲမှာခေါင်းထဲမှာရှုပ်သလို list ထဲမှာလည်းရှုပ်နေမှာပေါ့နော်အဲ့တော့ list ကိုအမြဲတမ်း review လုပ်ရတယ် reorganize ပြန်လုပ်ရတယ်ပေါ့အဲ့လိုမျိုးလုပ်မှပဲကျွန်တော်တို့အပတ်တိုင်းမကြောင်မကြာ review ပြန်လုပ်မှပဲကျွန်တော်တို့စိတ်ကရှင်းရှင်းလင်းလင်းဖြစ်မယ်ပေါ့အဲ့လိုစိတ်ကိုရှင်းအောင်ခေါင်းကိုရှင်းအောင်အမြဲတမ်း maintain လုပ်ထားအောင်ပါပေါ့နော်ကျွန်တော်တို့ list ကိုလည်း organize လုပ်ပြီးတော့မှmaintain လုပ်ထားမယ်ဆိုရင် make sure တို့လည်းအမြဲတမ်းကိုလောက်ရမယ့်အလုပ်ကိုတတိကျကျစနစ်တကျ focus လုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်